Hello ဒီနေ့တော့အိမ်မှာ air fryer လေးသုံးပြီးတော့ငါ6ဖုတ်လေးလုပ်ဖြစ်ပါတယ်။အိမ်မှာလုပ်တာဆိုတော့လက်ဆက်ဆက်လေးနဲ့စားရတယ်။အခုလိုမျိုးဘူးလေးနဲ့2ဘူးရပါတယ်။ငါ6ကတော့10သားကို4500နဲ့20သားဖုတ်ထားတာပါ။ငါဦးမြင့်ငါ6ကိုသုံးထားပါတယ်။ကျမတို့အိမ်ကငါ6ကြိုက်တာဆိုတော့လေငါ6ဖုတ်လေးကတော့အိမ်မှာအမြဲတမ်းဆောင်ထားဖြစ်တယ်။အရင်ဆုံးရင်နွေးထဲမှာ10မိနစ်လောက်ငါ6လေးတွေကိုပြုတ်ထားပေးလိုက်ပါမယ်။10မိနစ်ပြုတ်ပြီးသွားရင်တော့ရေအေးနဲ့ပြန်ပြီးတော့ဆေးပေးလိုက်ပါမယ်။ရေဆေးပြီးသွားပြီဆိုရင်တော့ငါ6လေးတွေကိုကကြီးနဲ့ကိုစားမဲ့အရွယ်စားလေးတွေပြန်ပြီးတော့ညှက်ထားပေးပါမယ်။ကျမတို့လည်း air fryer နဲ့တော့တစ်ခါမှငါ6မဖုတ်ဘူး။အခုမှပထမဆုံးစမ်းပြီးဖုတ်ကြည့်တာပါ။အဆင်ပြေတာနဲ့လုံကြီးလေးကိုလာပြီးတော့မျှဝေပေးတာပါ။ကိုလိုချင်တဲ့အရွယ်စားလေးညှက်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးအသားလေးတွေကိုနည်းနည်းပြားသွားအောင်လို့ထုပေးလိုက်ပါမယ်။ပြီးရင်တော့ air fryer ထဲမှာစပြီးတော့ဖုတ်ဖို့ထည့်ပေးပါမယ်။စက်ကူမသုံးလားမေးကြလို့လေစက်ကူသုံးလို့အဆင်မပြေလို့မသုံးတာပါเนาะကျွန်မစက်ကူသုံးရမှန်းသိပါတယ်။စက်ကူပေါ်မှာတင်ပြီးဖုတ်ရင်အသားတွေကလေမဝင်တော့အကုန်ကတ်ကုန်တာမဟုတ်လို့ကျွန်မစက်ကူမသုံးတာပါ။အရင်ဦးဆုံးအပူချိန်160နဲ့မိနစ်20ဖုတ်ပါမယ်။ဒါလေးကတော့မိနစ်20ဖုတ်ပြီးတော့ရလာတဲ့အနေထားလေးပါ။ပြီးရင်တော့ဒုတိယကြိမ်ဖုတ်ဖို့အတွက်ငါ6တွေကိုနောက်တစ်ဖက်ပြန်လှန်ပါမယ်။တစ်ချိန်နဲ့ဖုတ်ရင်ကြာသူကလေအဆိုးတဲ့နည်းနည်းကြံတာမလို့နောက်တစ်ချိန်ထပ်ပြီးတော့ဖုတ်ပေးတာပါဒုတိယတစ်ချိန်ဖုတ်ရင်ကတော့ကိုလိုချင်တဲ့မိနစ်ကလေးတစ်ချက်ချိန်ပြီးတော့ဖုတ်ပါเนาะကျမတို့ကတော့180နဲ့10မိနစ်လောက်ပဲဖုတ်လိုက်ပါတယ်အရန်ကြွကြွကြီးဖြစ်သွားမှာဆိုလို့ပါကဲအခုဆိုရင်တော့ air fryer နဲ့ဖုတ်ထားတဲ့ငါးချောင်းဖုတ်လေးရပါပြီထမင်းစီစံလေးနဲ့ငါးချောင်းဖုတ်လေးနဲ့ဆိုရင်အရန်လိုက်တော့ပဲเนาะကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်